မင်္ဂလာပါအိုးကနေပြီးတော့ဒီနေ့ဗမာကြာတန်ကျော်လေးနဲ့ကော်ပြန်စိမ့်လေးနဲ့ကော်ပြန်ကျော်လေးကိုအခြေကောင်းကောင်းလေးနဲ့တွဲဖက်စားပြထားတဲ့ဘလော်လေးကိုတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတော့အချင်းဘယ်လိုပြောလဲဆိုရင်ချက်သွန်ဖြူနဲ့ငရုတ်သီးသိမ်းကိုလှော်တယ်ဂျင်းလေးတွေလည်းထည့်တယ်ထည့်ပြီးတော့ရှင်တွေဘဝဆူထဲမှာထည့်တယ်ထည့်ပြီးလို့ရှိရင်ရတာဖြစ်တဲ့စားတကြားငံပြာရည်ချုံမုတ်နှဲငယ်တို့ထည့်ပြီးတော့တေချာကြနာတွဲဖက်အောင်ကြိုထားတဲ့အချင်းလေးနဲ့ဒီဗမာကြာတန်ကြော်လေးနဲ့ကော်ပြန်စိမ့်လေးနဲ့ကော်ပြန်ကြော်လေးကိုအားရပါရစားပြထားတဲ့ဘလော်လေးဖြစ်ပါတယ်။အော်အိမ်မှာဆိုရင်ဒီချင်းကတော့ကလေးလည်းရှိတဲ့အတွက်ကိုတေချာကြိုချက်ထားတာပေါ့နော်။စကြလေးကြိုထားပြီးပြစ်နှစ်တွေလေးဖြစ်တယ်။အများကြီးလည်းလှုပ်ထားဖြစ်တယ်ပေါ့နော်။အိမ်မှာမကြစားလို့ရအောင်တော့အော်တို့ကဒီနီးလေးတိုင်းကြိုပါတယ်ခင်ဗျာ။အားလုံးပဲအော်ဘလို့အားရပါရစားပြထားလဲဆိုတာကြည့်ပေးကြပါအောင်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။အိုးကတော့ဒီကြာတန်ကြော်လေးကိုဆိုရင်အချင်းအပြင်ငရုတ်သီးမှုတ်ဆက်လေးကိုအားရပါရထည့်ပြီးတော့နေစားတာကိုပိုကြိုက်တဲ့အတွက်ငရုတ်သီးမှုတ်လေးထည့်ပြီးတော့ကော်ပြန်စိမ့်ကော်ပြန်ကြော်လေးကိုအားရပါရစားပြထားတာပါခင်ဗျာအားလုံးစားကြပါအောင်ခင်ဗျာအားလုံးလည်းဘလော့လေးကိုကြည့်ပြီးတော့အားလုံးလည်းအိမ်မှာပေါ့ပါလေးလှူစားကြပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်